Saint Johann အခန်းကြီး1ပတ်တခါပွဲမခံမြင်၌ယေရှုသည်ဤလောကမှခမဲတော်ထံသို့ပြောင်းရသောအချိန်ရောက်သည်ကိုတည်တော်မူသည်ဖြစ်၍
ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့်အဆုံးတိုင်အောင်ချစ်တော်မူ၏အင်္ဂလိပ်လိုဆက်ဖတ်ပါမယ် John chapter 13 verse 1 It was just before the Passover festival Jesus knew that the hour had come for him to leave this world and go to the Father, having loved his own who were in the world. He loved them to the end. အားလုံးမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ကဆရာအောင်လင်းတန်းရဲ့တရားဟောချက်နဲ့ကျွန်တော်တို့ရှေ့စဉ်နောက်စဉ်ပေါ့နော်ဒီသခင်ယေရှုခရစ်ကဲ့သို့ချစ်ပါ love like Jesus Christ ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဆရာကတော်နဲ့ကျွန်တော်နဲ့စကားပြောတဲ့ခါမှာသူကတော့ရှင်နဲ့ကျမနဲ့ပြောတာတွေလူတွေရှေ့မှာရှော့ရှော့မပြောနဲ့တော့ဆိုပြီးတော့ကျွန်တော်ခဏခဏပြောတယ်ဒါပေမဲ့အန်ဒီကင်းပြီးရှေ့မှာမကောင်းတာပြောရင်တော့ပြဿနာတက်မှာနော်ကောင်းတာလည်းသူဘာပြောလဲဆိုတော့သူတို့ရဲ့အမျိုးဘက်ကတဲ့ယောက်ျားတွေဟာတဲ့သူတို့မိန်းမတွေကိုအရန်ချစ်တာပဲတဲ့အဲ့ဒါပြောတယ်ဆိုတော့အတိတ်ပဲဟာကျွန်တော်တို့ဘက်ကလူတွေကတိတ်မချစ်လို့ပေါ့နော်ဒါပေမဲ့ဒါသူကပြောပြတယ်ဘယ်ဦးလေးပေါ့နော်သူတို့မိန်းမတွေသူတို့တိတ်ချစ်တယ်ဆိုတဲ့အကြောင်းတိတ်ပဲဟာသူတို့ကဲတော့ကျွန်တော်တို့လည်းကိုယ်ဇနီးတွေကိုချစ်ဖို့ဆိုတဲ့စန္ဒပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ကသခင်ယေရှုခရစ်ကဲ့သို့ချစ်ပါလို့ပြောတဲ့အခါမှာချစ်ချင်းမေတ္တာနဲ့ပတ်သက်ရင်ကျွန်တော်တို့ရဲ့စံနမူနာပြုရမယ်သူကတော့သခင်ယေရှုခရစ်တော်ဖျားဖြစ်ပါတယ်ကျွန်တော်ခရစ်ယာန်ဘာသာရဲ့ထူးခြားချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဟာအားလုံးရဲ့အရင်အမြစ်ကျွန်တော်ကိုယ်ကိုယ်ယုံကြည်တဲ့ဖျားအားလုံးရဲ့အရင်အမြစ်ဘာဖန်ဆင်းတာဘူးလေသူပဲချစ်ချင်းမေတ္တာသူပဲဘာကြောင့်ကျမ်းစာ God is love လို့ပြောတယ်ဖျားသခင်ချစ်ချင်းမေတ္တာဖြစ်တယ်ကဲဖျားသခင်ကချစ်ချင်းမေတ္တာမဟုတ်ဘူးဆိုရင်လူတွေချစ်ချင်းမေတ္တာကိုဘယ်လိုနားလဲမလဲဘယ်လိုခံစားမလဲဘယ်လိုချစ်မလဲပေါ့နော်ငြိမ်သက်ခြင်းသခင်ယေရှုခရစ်တော်ဘုရား Prince of Peace ငြိမ်သက်ခြင်းအရှင်သခင်ဖြစ်တယ်စစ်မှန်တဲ့ငြိမ်သက်ခြင်းအခုဗမာဘုန်းကြီးတွေပေါ့နော်ဗုဒ္ဓဘာသာဘုန်းကြီးတွေဗမာတော့မဟုတ်ဘူးနော်ဗုဒ္ဓဘာသာဘုန်းကြီးတွေ Texas ကနေ Washington DC White House ကြီးသူတို့ဘာခေါ်လဲ Walk of Peace လာတယ်နော်သူတို့ဘာကြောင့်ဘာရည်ရွယ်ချက်နဲ့ဘာ motivation နဲ့ဘယ်သူတွေကဒါကိုစီမံခန့်ခွဲပြီးတော့ဘာရည်ရွယ်ချက်နဲ့လုပ်တယ်လဲတော့ကျွန်တော်တော့မသိဘူးပေါ့နော်သူတို့ Nobel Peace Prize ပဲလူချင်းလို့တော့မသိဘူးပေါ့နော်တကယ်တော့American တွေရောက်တဲ့နေရာတိုင်းမှာသူတို့ကိုတောင်းဖြတ်နဲ့အမှန်တကယ်တော့ငြိမ်သက်ခြင်းနဲ့ပတ်သက်တာကျွန်တော်တို့ခရိယန်တွေကဥဆောင်ရမှာဘာကြောင့်လဲကျွန်တော်တို့အရေးမြစ်ကကျွန်တော်ရှိမှရှိတာအဲ့တော့အရေးမြစ်ရှိတဲ့လူတွေကဗမာပြည်မှာနိုင်ငံသားတွေလာပြီးတော့တရားစခန်းတွေမှာတရားလာထိုင်နေအမေရိကန်တွေဘူးတွေအများကြီးပဲကျွန်တော်တို့အားတဲ့ကျွန်တော်တို့ရဲ့စိတ်ငြိမ်သက်ခြင်းကိုလာရှာတာတဲ့အထူးသဖြင့်အိန္ဒိယမှာရှိတဲ့ဟိန္ဒူဘာသာတွေလည်းမှာသွားပြီးတော့သူတို့ရှာပြီးတော့မှတခါတည်းအကုန်လုံး even Beatles တွေတောင်သူတို့တွေဘာခေါ်လဲဝတ်တာပေါ့နော်အဲ့တော့ပြပြနေတာကိုရှိမှရှိတဲ့အရာဟလာချစ်ချင်းမြတ်တာပဲပြောမလားငြိမ်သက်ခြင်းပဲပြောမလားဝမ်းမြောက်ခြင်းပဲပြောမလားတကယ်တော့အားလုံးရဲ့အရေးအမြစ်ကကျွန်တော်တို့ကိုယ်ပဲယုံကြည်တဲ့ဖခင်နိုင်ရှိတယ်ဖခင်အားဖြင့်ရှိတာတွေ့ရပါတယ်အဲ့တော့ဒီနေ့ကျွန်တော်နိဒာမှာကျွန်တော်ကိုယ်ပဲယုံကြည်တဲ့ဘုရားချစ်ချင်းမေတ္တာဖြစ်တယ်အဲ့တော့ဒီမှာယေရမိ31မှာ3မှာပြောထားတယ်ကျွန်တော်ကိုယ်ပဲတဲ့ဘုရားသူကိုယ်တိုင်ချစ်ချင်းမေတ္တာဖြစ်ုံနဲ့မကသူ့ရဲ့မေတ္တာကထာဝရမေတ္တာ eternal love ဘုရားကကျွန်တော်တို့ကိုထာဝရမေတ္တာနဲ့ချစ်တယ်ဘုရားထာဝရမေတ္တာလို့ပြောချင်တာမေတ္တာချစ်တော့ချစ်တယ်နောက်တော့ပျောက်သွားလိုက်မရှိတော့လိုက်မုန်းသွားလိုက်မဟုတ်ဘူးထာဝရမေတ္တာနဲ့သူကconsistently ပေါ့နော်ခါတယ်အပြောင်းလဲမရှိချစ်တဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်ဒီမှာချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ဓမ္မတိကျမ်းကကျွန်တော် Greek ဘာသာနဲ့
ရေးတဲ့အတွက်သူရဲ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ Greek ဝေါ်ဟာရ၄လုံးကျွန်တော်ပေးထားတယ်ဒီမှာတော့ဟို misprint လေးတွေရှိတာပေါ့နော်ကျွန်တော်တို့ပထမကတော့ eros တော့ဒါကတော့ sensual or sexual love ပေါ့နော် romantic love ဒါကတော့ဇနီးမောင်နှံနေကြမှာနော်ကျွန်တော်တို့ထားတဲ့မေတ္တာပေါ့နော်နောက်ဒီမှာ storage ဖြစ်နေတယ်မဟုတ် storge storge ပေါ့နော် e မှာပါဒါ familiar ကျွန်တော်တို့မိသားစုတွေအချင်းချင်းမှာအဖေအမေအဲ့ဒါကျွန်တော်တို့သားသမီးနဲ့မိဘညီကိုမောင်နှမတွေချစ်တဲ့ဒီမေတ္တာနောက်တစ်ခုကတော့ philia ဒါတော့ Philadelphia ပေါ့နော် brotherly love ကျွန်တော်တို့ယုံကြည်သူဒီမှာလဲ believer ပေါ့ဤကြံခဲ့တယ်ပေါ့နော် unite believers ဒီမေတ္တာအဖြစ်ကျွန်တော်တို့အသင်းတော်မှာရှိတဲ့သင်လူသင်သားတွေယုံကြည်ဒါကြောင့်မို့ဓမ္မတိကျမ်းမှာရှင်ပေါလုကညီကိုတို့လို့ပြောတဲ့က brethren လို့ခေါ်တယ်အကြောင်းဗမာပြည်မှာဆရာကြီးဦးတင်မောင်ထွန်းကရှစ်မိုင်မှာ brethren church ညီကိုများအသင်းတော်နော် brethren နောက်တစ်ခုကတော့ agape မေတ္တာဒါဖခင်ရဲ့မေတ္တာနော်တစ်ဖက်သက်မေတ္တာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကဒီခရစ်တော်ရဲ့ချစ်ချင်းမေတ္တာလို့ပြောတဲ့အခါမှာခရစ်တော်ရဲ့ချစ်ချင်းမေတ္တာကိုဘာကြောင့်ကျွန်တော်တို့ကနမူနာယူရမယ်ဆိုခရစ်တော်ဖခင်ဖြစ်တယ်ခရစ်တော်ချစ်ချင်းမေတ္တာတော်အရှင်ဖြစ်တယ်နမြင်ရတဲ့ခမည်းတော်ဖခင်ချစ်ချင်းမေတ္တာဖခင်ကိုသူကကျွန်တော်တို့ရှိကိုယူလာပြီးတော့မှအကောင်အထည်နဲ့ပေါ့နော်ဒီခါလေ in person လာပြီးတော့မှကျွန်တော်တို့ပြသပြီးတော့မှအလုပ်ကိုယ်ွယ်ယုံကြည်တဲ့နင်တို့ကိုယ်ွယ်ယုံကြည်တဲ့ဖခင်ချစ်ချင်းမေတ္တာဘလောက်ကြီးမြတ်လဲရှိတယ်ဆိုတာကိုဖော်ပြဖို့ကြွလာခြင်းဖြစ်ပါတယ်တိကောခန်းကြီး73ကျွန်တော်တို့အားလုံးသိကြရပါတော့ဒါတော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့chapter ဖြစ်တယ်ရှင်ပေါလုနော်ကျွမ်းလေရှင်ပေါလုကလူပြိုကြီးကချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးဘယ်လိုနားလဲပေါ့နော်အဲ့တော့ဒီကောရိန္သုမြို့မှာရှိတဲ့ဘာရှိလဲဆိုတော့ the goddess of love လို့ခေါ်တဲ့ချစ်ချင်းမေတ္တာသူကချစ်ချင်းမေတ္တာနဲ့ဆိုင်တဲ့နတ်ဖျားရဲ့နတ်နန်းရှိတယ်အဲ့တော့ချစ်ကန်ခေတော်သူများအချစ်မခံရတဲ့လူတွေလူပြိုကြီးတွေအပြိုကြီးတွေအိမ်တောင်ကွဲသွားတဲ့လူတွေမှတ်စားယူချစ်ချင်းမေတ္တာကိုစာငတ်တဲ့လူတွေနော်အဲ့တော့သူတို့တွေကဒီ goddess of love နတ်နန်းမှာလာပြီးတော့မှဖျားဝပြုကိုးွယ်ပူဇော်ပတ်တာခြင်းအဖြစ်ဒီချစ်ချင်းနဲ့ပတ်သက်တဲ့အချစ်နတ်ဖျားမရဲ့မဆာခြင်းအဖြစ်သူတို့တွေကခေါ်တဲ့ချစ်ချင်းနဲ့ချစ်ရင်နဲ့ပတ်သက်ရင်တော့နော်အဲ့ဒါစိုင်းထီးဆိုင်ပြောတော့အချစ်ရင်နဲ့ပတ်သက်အမြဲတမ်းကန်ဆိုးနေတယ်ပေါ့နော်အဲ့တော့အဲ့ဒီလူတွေကချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့သူတို့အစဉ်ပြေဖို့အတွက်လုပ်ကြတယ်အဲ့တော့ရှင်ပေါလုကဒီကောရိန္သုအသင်းတော်မှာရှိတဲ့လူတွေသူတို့နားလဲတဲ့ definition of love ကတမန်ကျမ်းစာပြောတဲ့ဖခင်ကပြောတဲ့ချစ်ချင်းမေတ္တာနဲ့ကွာဟနေတယ်ဒါကြောင့်မို့ချစ်ချင်းမေတ္တာသည်စိတ်ရှိတိုင်းယေရှုပြုတိုင်းခုံပြန်ခြင်းမရှိမာမနမရှိမလျော့ပတ်စွာမကျင့်ကြသူအကျိုးမရှိသူကတကယ်စစ်မှန်တဲ့ the real meaning of love ကိုသူကတိကောခန်းကြီး73နဲ့သူကကျွန်တော်တို့ရေးပြခြင်းဖြစ်တယ်တိကော73မှာတော့ the greatest is love ချစ်ချင်းမေတ္တာအမြတ်ဆုံးပဲယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လျက်ရှိချစ်ချင်းမေတ္တာသည်အမြတ်ဆုံးကောင်းကင်ဘုံရောက်လို့ရှိရင်ယုံကြည်ခြင်းလည်းမလိုတော့မျှော်လင့်ခြင်းလည်းမလိုတော့ကျွန်တော်တို့ယုံကြည်ပြီးတော့မှကောင်းကင်ဘုံရောက်တယ်မျှော်လင့်ပြီးတော့မှကောင်းကင်ဘုံရောက်တယ်ကောင်းကင်ဘုံမှာချစ်ချင်းမေတ္တာပဲရှိတော့မယ်အဲ့တော့ဒီနေ့ချစ်ချင်းမေတ္တာနဲ့ဆိုင်ပြီးတော့ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နံပါတ်1ကတော့ဘာရေးထားလဲဆိုတော့ချစ်ချင်းမေတ္တာနဲ့ဆိုင်၍ခရစ်တော်ဖခင်ရဲ့တုန်တင်ချက်တွေပါအများကြီးရှိပါတယ်ခရစ်တော်တုန်တင်ခဲ့တဲ့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့အရာတွေအဲ့ဒီမှာတော့သူကဒီပါရိရှဲတယောက်ကသူ့ကိုစုံစမ်းနေတဲ့သဘောနဲ့စောစောပိုင်းမှာတော့ပညာတိကျအနာဂတ်တိကျနေလို့သေးလားကျွန်တော်တို့ကယေရှုတော်ကာလဖြစ်လာတော့ဒါတွေကိုပယ်ဖြတ်ပြီးတော့ကိုယ်တော်ကအသစ်သုံးမှလာဆိုပြီးတော့မှထောင်ချောက်ဆင်နေမိကုန်အကယ်၍ခရစ်တော်မလို့တော့ပြောရင်ဒါဂျူးတွေကထကြွမှာလူတွေပြောပြရင်လည်းနောက်ပြောင်းလဲလာမယ် Gentile စီဟာနားမလည်နိုင်ဖြစ်သွားမယ်အဲ့တော့ခရစ်တော်ကပြောတယ်ပညာတိကျအနာဂတ်တိကျတို့ဖြတ်ပယ်ဖို့ငါလာမဟုတ်ဘူးတဲ့ပြေစုံစေဖို့ငါလာတယ်ဆိုတဲ့စကားနဲ့လိမ္မာစွာနဲ့သူတို့ရဲ့ထောင်ချောက်ကနေရှောင်ထွက်သွားတယ်အဲ့တော့ထပ်မီကိုမေးတယ်ဟုတ်ပြီဒါဆိုအချောက်ကပါလေတဲ့အဲ့ဒါဂျူးတွေက613ခုရှိတယ်
သူတို့လိုက်လျှောက်ကျင့်သုံးရမယ်ပညာတယ်အဲ့တော့ခရစ်တော်သားမြေအချုပ်ကပါလေခရစ်တော်ပြရိုးရိုးလေးပဲဖျားသခင်ကိုချစ်လူကိုချစ်အဲ့ဒါအချုပ်ပဲအဲ့တော့ပညာရဲ့အချုပ်ကချစ်ချင်းမေတ္တာပဲအဲ့တော့ဒီ Romans 13မှာရှင်ပေါလုကဒီပညာနဲ့အချုပ်အချစ်ချင်းမေတ္တာကိုသူက link လုပ်ပြီးတော့မှသူကပြောထားတာလေးရှိတယ်နော်။ဘာလဲဆိုလို့ရှိရင်ယောမခန်းကြီး73ကျွန်တော်တို့8ကနေ10ကျွန်တော်အချိန်ရှိတဲ့အတွက်မဖတ်တော့8ကနေ10မှာ Love is the fulfillment of the law လို့ပြောတယ်။ချစ်ချင်းမေတ္တာဒီပညာတရားရဲ့ပြည့်စုံရာဖြစ်တယ်။ဖခင်ကိုချစ်ရင်တခြားဖခင်တွေကိုမကိုးကွယ်တော့အချင်းချင်းချစ်ရင်သူနေရာကိုမပြတ်မှာတော့အချင်းချင်းချစ်ရင်သူဥစ္စာကိုမခိုးတော့အချင်းချင်းချစ်ရင်သူ့အတွက်မကောင်းတာမပြောတော့အချင်းချင်းချစ်ရင်သူနဲ့ဆိုင်လို့မမှန်တဲ့အဲ့တော့ချစ်ချင်းမြတ်တာရှိသွားရင်ပညာတရားမလို့တော့အကြောင်းမို့ love is the fulfillment of the law ပညာရဲ့အချုပ်ကပါလေချစ်ချင်းမြတ်တာဒါကြောင့်ခရစ်တော်ပြောဘုရားကိုချစ်ပါလူကိုချစ်ပါဒါခရစ်တော်ရဲ့တွင်တင်ချက်ထဲမှာပါဒုတိယတော့ပါလဲဆိုရင်ကိုနှစ်ဆက်ဆိုင်သောသူကိုတဲ့ကိုနှစ်အမျှချစ်ပါဆိုတဲ့ဟာဖြစ်တယ်လူတွေကဘယ်သူအချစ်ဆုံးလဲမေကိုကိုချစ်ဆုံးပဲဟိုတက်တာနေရဖို့ဟိုတကားပေါ်တက်လိုက်တာနဲ့ခကြီးသွားလို့မယ်ဆိုရင်ဘယ်ဘက်မှနေဘူးလဲဘယ်ဘက်ကနေရိပ်လဲဘယ်ဘက်ကိုရှာလဲနေရိပ်တဲ့ဘက်ကိုရှာတက်တာခြင်းနဲ့နော်ကိုယ့်အတွက်နော်မဆိုင်ဘူးနော်ဒါကြောင့်မို့ကျွန်တော်တို့ဝေဖန်ကန်တည်တယ် very selfish အရာအဖြစ်လေတခုကောင်းစိတ်ကြီးတယ်အတ္တစိတ်ကြီးတယ်အဲ့တော့ခရစ်တော်ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့နားလေတဲ့အတွက်ဟုတ်ပြီမင်းသူတစ်ပါးကိုဘယ်လိုချစ်ရမလဲမင်းကိုမင်းချစ်တယ်လို့သူတစ်ပါးကိုချစ်ပါလို့ပြောလိုက်တာကိုနှစ်ဆက်ဆိုင်တော့သူကိုနှစ်အမြခင်ဗျာကိုခင်ဗျာချစ်တယ်လို့သူများကိုချစ်ပါအဲ့တော့ဒီနေ့ကျွန်တော်တို့ကအကြောင်းခရစ်တော်ကောင်းသောရှင်မိုင်တော့ who is my neighbor တဲ့မိတယ်ဒါဆိုကျွန်တော်တို့ကိုနှစ်ဆက်ဆိုင်တဲ့သူကဘာလို့လဲလို့ပြောတဲ့အခါကောင်းသောရှင်မိုင်ကိုပြောပြတယ်လူမျိုးမတူငါတို့ကဂျူးတွေဟိုကဂျန်တိုင်းဒါပေမဲ့အဲ့ဒီဂျန်တိုင်းဖြစ်တဲ့ရှမာရိယဂျူးလူမျိုးဒုက္ခရောက်တဲ့လူသွားကူညီတာကဲပြီးသားဒုက္ခရောက်တဲ့လူကဂျန်တိုင်းရှမာရိဖြစ်နေမင်းတို့ဂျူးတွေကကူမလားမကူဟုတ်လားဂျူးချင်းချင်းဖြစ်တဲ့ဖာရိရှဲလဲprophet လဲ priest လဲမကူလေဝိလူလဲမကူမစီမဆိုင်ရန်သူလိုသတ်မှတ်ခြင်းခံရတဲ့နှင်ခံထိတဲ့လူကသွားပြီးတော့မေတ္တာနဲ့အင်္ဂလိပ်စကားမှာတော့သူကတွေးတဲ့အခါ compassionate ပေါ့နော်တကယ်ပဲချစ်ချင်းမေတ္တာစိတ်ရှိပြီးတော့ကူညီတယ်သွားပြီးတော့ခရစ်တော်ထုံနည်းသူပြုလို့နောက်ဆုံးမှာတော့ဗာလဲဆိုရင်ရန်သူကိုချစ်ပါတယ်အဲ့ဒါကတော့ချစ်ချင်းမေတ္တာနဲ့ဆိုင်တဲ့အထက်ထဲမှာအထွတ်ထိပ်ပဲရန်သူကိုချစ်ဖို့ဆိုတာမလွယ်ဆုံးကျွန်တော်ကချစ်ရင်မောင်နှမတော့မချစ်နိုင်ဇနီးမောင်နှံချစ်ရင်တော့မချစ်နိုင်တကယ်ချင်းနေတယ် okay နေတဲ့အချိန်ရှိတယ်မ okay တဲ့အချိန်ရှိတယ်ဒါပေမဲ့ခရစ်တော်ကကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာ level ရဲ့ဂိတ်ဆုံးရပါတယ်ရန်သူတော်ချစ်ပါဒီကိုဒုက္ခပြီးတယ်ပြဿနာရှာတယ်နောက်ကမှမကောင်းပြောတယ်ကိုယ်အမြဲတမ်းဒုက္ခရောက်စီးတိနေတာပဲဘာကြောင့်ဆိုကျွန်တော်လူမှုပေါင်းတဲ့ဆက်ဆံရေးမှာခံစားရတယ်တွေ့ရတယ်မသိတဲ့လူတွေကတော့ဟာဒီလူကောင်းနေထင်တာပေါ့မှာဆို तू ကများတယ်ကိုကောင်းတာကိုယ့်ဘောမှာကြားတော့မကောင်းတာကိုယ်ပဲသိတယ်အဲ့တော့ကျွန်တော်တို့ကနည်းနည်းဟို relationship မှာနည်းနည်းလေးဖြစ်သွားတာပေါ့နော်ဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့သူ့ဘောမှာချစ်ချင်းမေတ္တာရောနေလို့သူကတော့ကိုယ့်ဘောမှာချစ်ချင်းမေတ္တာကိုမရှိတာပေါ့နော်မရှိတော့ကိုယ်ဒုက္ခပေးဖို့ तू ကကြံစီအဲ့တော့ကျမ်းစာထဲမှာအဲ့ဒီလိုလူတွေလူဆိုးလို့အကြောင်းကြောင့်စိတ်မပြုံစိတ်မပူနေတဲ့ဒီလူတွေကရှိနေမှာပဲနော်ကိုချစ်တဲ့လူရှိလို့ကိုမုန်းတဲ့လူရှိတယ်အဲ့တော့ဒီနေ့အဲ့ဒီလူတွေကိုချစ်ပါတဲ့ဘုရားသခင်ဒီနေ့ကျွန်တော်တို့ခရစ်တော်ပေါ်ပြထားခြင်းဖြစ်ပါတယ်အဲ့တော့ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာ love like Jesus Christ ရဲ့ number 1ဘာလဲဆိုလို့ရှိရင်ねဘုရားသခင်ကျွန်တော်တို့ချစ်တဲ့မေတ္တာစွန့်၍ချစ်တဲ့မေတ္တာဒီနေရာမှာစွန့်၍ချစ်တဲ့မေတ္တာကျွန်တော်စွန့်၍လို့ပြောတဲ့အခါမှာနှစ်ပိုင်းခွဲထားတယ်အောက်မှာနံပါတ်4မှာအသက်စွန့်တယ်လို့ပါအမှန်တော့ပေါင်းလိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တက်ခွဲထားတယ်ပထမဆုံးခရစ်တော်ဘယ်ဟာစွန့်လဲဆိုကောင်းကင်ဘုံပလင်စီးစိမ်ကိုစွန့်ပြီးတော့လာတယ်
ကောင်းကောင်းမွန်မွန်အေးစေးစေးဖခင်ရဲ့သားဖြစ်နေသူကရှိနေတဲ့အဖြစ်ကနေပြီးတော့မှအဲ့တော့ဒီနေရာမှာစွန့်တယ်လို့ပြောတဲ့အခါမှာခမည်းတော်နဲ့သားတော်နဲ့ဟာတထဘောရာတထထဲရှိတယ်။ဘာကြောင့်ဆို God so loved the world လို့ပြောတယ် John 3:16 မှာ He gave his only begotten son သူရဲ့တပါးတည်းသောသားတော်ကိုစွန့်တယ်ဖခင်ကအရင်ခမည်းတော်ကအဲ့ဒီစွန့်တဲ့မြတ်တာခမည်းတော်ဟာအဲ့ဒီစွန့်တဲ့မြတ်တာခမည်းတော်ရှိကနေသားတော်ဟာရအဲ့တော့သားတော်ကလည်းသူရဲ့ဘုံစည်းစိမ်ကိုစွန့်တယ်အဲ့တော့ဘုံစည်းစိမ်စွန့်ပြီးတော့ဆင်းနေဆိုတာသိကျင်လို့ရှိရင် Philippians chapter 2ကိုစပါကျွန်တော်တို့ခရစ်တော်၌ရှိသောစိတ်တော်တင်လို့နိုင်တယ်ရှိစေကြတော့ဆိုတာကျွန်တော်တို့လေ့လာပြီးအဲ့အောက်မှာစဉ်းစားတဲ့အခါမှာသူအားတဲ့နှိမ့်ကြတဲ့လူအဖြစ်ကိုခံယူတယ်လူအဖြစ်တို့ခံယူတယ်မကလူရဲ့အထဲထဲမှာအစင်တန်းနေအလွှာတွေရှိတဲ့အထဲမှာဗာလေကျွန်းတဲ့ဒီမှာ thank you နော်မိမိအသေးကိုစွန့်၍ဘုံစည်းစိမ်ကိုစွန့်တယ်မိမိရဲ့အသေးလို့ပြောတဲ့အခါမိမိရဲ့ဂုဏ်သိက္ခာကိုစွန့်ပြီးတော့မှတဲ့အစေခံကျွန်းရဲ့တံကိုခံပြီးတော့မှတဲ့လူတော်ကကိုလူဖြစ်နေမွေးဖွားခြင်းခံယူတယ်အင်္ဂလိပ်ကျမ်းစာမှာသူဘာပြောဆို he emptied himself သူမရှိတဲ့အရာတွေအားလုံးသူအကုန်လုံးခါတဲ့ကိုထုတ်လိုက်တယ် zero ဘာမှမသိနားမလည်မရှိတဲ့အဖြစ်အကူခံယူပြီးတော့မှသူကလာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့ခရစ်တော်ရဲ့မေတ္တာကိုကျွန်တော်တို့ဆင်ញင်တဲ့အခါခရစ်တော်ရဲ့မေတ္တာဘယ်လိုမေတ္တာလဲ what kind of love ပြောတဲ့အခါမှာခရစ်တော်ရဲ့မေတ္တာသည် sacrificial love တကယ်ပဲကျွန်တော်တို့အတွက်ကိုဟလာစွန့်နေတမန်တော်တွေခရစ်တော် follow me လို့ပြောတဲ့အခါမှာပေတရုတို့ကသူတို့မိဘကိုစွန့်နေတဲ့သူတို့ရဲ့လုပ်ငန်းကိုစွန့်နေတဲ့သူတို့သင်္ဘောတွေကိုလည်းစွန့်ပြီးတော့မှခရစ်တော်ရဲ့နောက်တော်ကိုလိုက်တယ်ဒီတော်တော်များများကရဖို့လိုက်တာနော်ခရစ်တော်နောက်ကိုဒီနေ့ prosperity gospel လားရဖို့လိုက်တာတမန်ကြီးနဲ့ချမ်းသာကြီးနဲ့ဝမ်းသာကြီးနဲ့အောင်မြင်ကြီးနဲ့ရဖို့သူကလိုက်တာခရစ်တော်မဟုတ်စွန့်ရမယ်ငါတော့လိုက်စွန့်ရမယ်ငါကိုယ်တိုင်လည်းစွန့်နေဖခင်ငါဘာပိုင်ဆိုင်မှုမှမရှိဘူးရှိစုမဲစုလေးတော့တခါတည်းတည်တဲ့တည်းကားလိုက်မှလည်းရောက်တော့တခါတည်းလောင်ကြီးစားကြီးနဲ့မဲနိုင်ပြီးတော့ခွဲယူကြတယ်ခရစ်တော်ကားတယ်မှနာငယ်ပိုင်းဆိုတာတကယ်ဟိုလူတွေကပြောထားတကယ်တော့လုံးဝဘာမှမရှိတဲ့နော်အနေနဲ့ရှက်ကွဲအကျိုးနဲ့ခံပြီးတော့မှဖြစ်တဲ့မေတ္တာဖြစ်တယ်အဲ့တော့ခရစ်တော်ရဲ့ပထမဆုံးမေတ္တာဘာလဲဆိုတော့စွန့်၍ချစ်တဲ့မေတ္တာဖြစ်ပါတယ်ဓမ္မတိချင်းမှာ232မှာတင်ဖို့ဘင်ငါချွတ်ပဲစွန့်သည်တဲ့ငါဖို့တင်ပါစွန့်သည်တဲ့ဒီနေ့တူဒီတော်သားလေးရှိတယ်ဆိုပါစို့ဒီတူဒီတော်သားလေးကိုကျွန်တော်ကပေးဖို့ဒါပြီးတော့တောင်းခံတဲ့အခါမှာနော်လက်တွေ့မှာအာဗြဟံကတောင်းခံမှုတယ်သူ့ရဲ့သားကိုဘုရားသခင်ကပူဇော်ဖို့တောင်းခံတယ်ပူဇော်ရဲဆိုတာတတ်ဖို့ပြောတာမိရှုဖို့ပြောတာဒါတော့အရင်အစိမ့်မြင်တိုင်းကျွန်တော်တို့အဲ့လိုပါရမီမရှိအမေတူဒီတော့ဒါလေးကိုဘုရားအတွက်ဆက်ကပ်ဖို့အမှုတော်အတွက်ဆရာဝန်တွေဖြစ်စေခြင်းနဲ့အင်ဂျင်နီယာတွေဖြစ်စေခြင်းနဲ့စစ်ဗိုလ်ကြီးတွေဖြစ်စေခြင်းနဲ့အောင်မြင်တဲ့ဒါမဲ့အမှုတော်ဆောင်ဆိုတာ social status မှာအလုံးမနေနေဆိုတာတိုင်းဒီခဏပြောတဲ့60ရပြီးတော့မှ Audi ရပြီးတော့မှတကယ်အလုပ်ကောင်းကိုင်ကောင်းဝင်ငွေကောင်းတဲ့သူများတွေရှိမှဂုဏ်တွေရှိတဲ့လူပဲဖြစ်စေခြင်းနဲ့အဲ့တော့ကျွန်တော်တို့ကစွန့်တယ်လို့ပြောတဲ့အခါတော့ San Francisco ရောက်တဲ့အခါမှာဒီအမျိုးသမီးကကျွန်တော်တို့လည်းဗမာပြည်ကတည်တယ်သူကမမွေးခင်တည်းက ultrasound ရိုက်တော့ယောက်ျားလေးမှန်တည်တယ်အဲ့တော့သူကဝမ်းထဲမှာရှိတဲ့ဒီသားလေးကိုဖျားရဲ့အမှုတော်အတွက်သူဒီတော့သားလေးပဲစက်ကတ်ကျွန်တော် San Francisco သွားတိုင်းထပ်ပြီးတော့အဲ့ကလေးလေးကိုခေါင်းပေါ်မှာလက်တင်ပြီးတော့အခုသူက teenager ဖြစ်နေပြီနော်အကြခင်သူတက်ကတူတက်တော့မယ်ဒါပေမဲ့အမေကဒီလမ်းကြောင်းမယ်တော်တော်စိတ်ထဲမှာတခုပဲစိုးရင်တာအမေကတော့ okay ငါတော့ဦးဒီတော့သားလေးအမှုတော်ဆောင်ဖြစ်ဖို့သူကလည်းစတွေကစက်ကတ်ထားတယ်ဒါပေမဲ့ကာရငန်းရှင်ကိုနိုင်ရဲ့စန္ဒသဘောထားရွေးချယ်မှုဆုံးဖြတ်မှုကဘယ်လိုလဲ
ဆိုတာကျွန်တော်အမြဲတမ်းစိုးရင်တယ်ဒါမှမဟုတ်ကျွန်တော်အမြဲတမ်းကျွန်တော်ရဲ့ဆုတောင်းချက်ထဲမှာဒီမိသားစုဒီသားလေးတွေဆုတောင်းပြီးနေအဲ့တော့စွန့်နေလို့ပြောတာအဲ့ဒါပါပဲနော်ကျွန်တော်ဒီအမေရိကရောက်တော့ ABC စုရေးသွားတက်တဲ့ခါဒီပုဂ္ဂိုလ်ကသူက Chinese American ဖြစ်တယ်သူတို့မိသားစုတွေကဒီကိုရောက်နေတာနှစ်ပေါင်း200ကျော်နေနော်ဘယ်တော့ဟိုဘယ်ခေတ်တည်းကရောက်နေတယ်ဒီတရုတ်လူမျိုးတွေအဲ့တော့သူကတကယ်ကောင်းတဲ့ဘာခေါ်လဲကွန်ပျူတာမှာအလုပ်ကြီးကင်တစ်လောက်တစ်နှစ်ကို3သိန်းခွဲ2သိန်းရတဲ့အလုပ်သူကအဲ့ဒါကိုရပြီးတော့သူဖျားခေါ်တော်မူရေးခံတဲ့အတွက်စံစာကြောင်းတက်ပြီးတော့ဆက်ကတ်လိုက်တယ်သူ့ကိုအသိတော်ပြီးမှတစ်နှစ်မှ$5000ဒေါ်လာ$5000သူရဲ့လက်ရှိဝင်ငွေနဲ့လုံးဝခြားနာတယ်သူရဲ့နေတာထိုင်တာအကုန်လုံး lifestyle ပါအကုန်လုံး living standard ပါဒါပေမဲ့သူကစက်ကတ်တယ်ဖျားတကယ်ကျွန်တော်ကိစ္စမရှိဘူးကျွန်တော်ဒါတွေကျွန်တော်စွန့်တယ်အဲ့တော့ခရစ်တော်နာကိုလိုက်ဖို့ပြောတယ်ဟလာထာဝရတဲ့ရဖို့ဘာလို့အောင်လဲသူပြောတယ်ခရစ်တော်မြည်တယ်မိကွာဒါပဲ okay မိပညာချင်းတင်တယ်ကောင်းတယ် fine ဒါပေမဲ့မင်းရှိသမျှစွန့်ရောင်းစင်ရတော့ဘေးငါနောက်လိုက်ပြောတဲ့ခါအဲ့မှာအများကြီးအခက်အခဲဖြစ်သွားအဲ့တော့စွန့်ရချစ်တဲ့မေတ္တာဆိုတာပြောတာလွယ်နော်လက်တွေ့မှာမလွယ်တဲ့အရာခရစ်တော်ကိုယ်တိုင်ကြားတာခဲ့ပါတယ်တတိယဒါတော့ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာဒုတိယဝေဒနာခံ၍ချစ်တဲ့မေတ္တာဖြစ်တယ်မေတ္တာဆိုတာချစ်တယ်ဆိုရင် pain ရှိတယ် hurt ဖြစ်တယ် love heart ဆိုတဲ့တခြင်းရှိတယ်နော်ချစ်တယ်ဆိုရင်ဒါကြောင့်မို့ဘာခေါ်လဲကောင်မလေးကပြတ်သွားတယ်ဒါမှမဟုတ်ကောင်လေးကပြတ်သွားဆိုအဲ့ဒါ heart broken ပေါ့နော်အဲ့ဒါနှလုံးခွဲပြီးတော့မှခံစားရတယ်ပေါ့နော်နာကျင်မှုအဲ့တော့ဘုရားသခင်ကျွန်တော်တို့ချစ်တဲ့အတွက်သူကိုယ်တိုင်ကဒီချစ်ချင်းမေတ္တာအပြင်ဒီမှာရေးထားတယ် love that endure suffering အဲ့တော့လောကနဲ့ဆိုင်တဲ့လူတွေကိုချစ်ပြီးတော့မှသူကပြတ်သွားတော့ပဲဖြစ်ပါဖြစ်ခံစားပြီးတော့မှခါလေးကိုအရက်တောက်တဲ့သူတွေအများကြီးတွေ့တယ်ဟာကျွန်တော်အသေးကွဲသွားတော့အသေးကိုအရင်နဲ့စိတ်ပြီးတော့တက်တောင်လုပ်တယ်ပေါ့ပြောတာတွေရှိတာပေါ့နော်ဘယ်လိုပဲဖြစ်ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာစွန့်၍ချစ်တဲ့မေတ္တာကျွန်တော်တို့ပဲဝေနာခံပြီးတော့မှချစ်တဲ့မေတ္တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တယောက်ကဘုရားသခင်ကျွန်တော်ချစ်တဲ့အတွက်သူကဝေနာခံပြီးတော့မှကျွန်တော်အတွက်သူကယ်သွားတယ်ကျွန်တော်အပြစ်လုပ်မိတဲ့အခါခါတိုင်းခရစ်တော်ကျွန်တော်ထပ်ပြီးတော့မှနာကျင်စီနေတယ်ဆိုတာကျွန်တော်စဉ်းကျင်မိတယ်ပွဲတော်မှာကျွန်တော်အဲ့ဒါအမြဲတမ်း meditate လုပ်တယ်ခရစ်တော်ရဲ့အသားခရစ်တော်ရဲ့အသွေးအသားတော်ကကျွန်တော်တို့အပြစ်အတွက်သူခံယူခဲ့တဲ့ဒဏ်ချက်နဲ့နာကျင်မှုအသွေးကကျွန်တော်တို့အပြစ်အတွက်သူသွန်းခဲ့တဲ့အရာဖြစ်တယ်အဲ့ဒါကိုနှစ်ခုပေါင်းပြီးတော့ကျွန်တော်တို့ကတတိရတယ်အဲ့ဒါခုနပြောတဲ့ဝေဒနာနဲ့ရောရှက်နေတဲ့ချစ်ချင်းမေတ္တာရဲ့တယုတ်တံဖြစ်ပါတယ် Isaiah 53:5 မှာခရစ်တော် suffering servant ကိုပြောပါတယ်ခုန Philippians 2:5 နောက်ကနေခရစ်တော်လူစားဒီခံနဲ့လူစားဒီထဲမှာအစေခံကျွန်းရဲ့တရံခံနဲ့အစေခံကျွန်းရဲ့တရံနဲ့မကပဲနဲ့သူကဝေဒနာခံတယ်ဥပမာယောသက်ကဖတိပါအိမ်မှာကျွန်းတော့ဒါပေမဲ့သူဘာဝေဒနာမှမရှိဘူးအေးစစ်စစ်သူကတခါတည်းဟိုဇိန်နဲ့ဘော့စ်ပါဟိုဖတိပါပြီးသူကကြီးဆုံးနဲ့ဖတိပါသူ manage လုပ်ဖို့ဘာမှတော့ရှိမှတော့သူမသိဘူးအဲ့ဒါကကျွန်းတော့ကျွန်းမယ်ဒါပေမဲ့ there's no suffering ဒါပေမဲ့ခရစ်တော်ကအစီကံကျွန်းရဲ့တရားကိုခံရတာမကသူက he suffer a lot for us ကျွန်တော်တို့အတွက်သူဝေဒနာများစွာခံရတယ်အဲ့တော့ဝေဒနာခံတော့အစီကံကျွန်းဒါပေမဲ့ကောင်းတာပါဆိုသူခံရတော့ဒဏ်ချက်အပြင်နဲ့ငါတို့ဒီအနာပြောက်ရရှိတယ်သူရဲ့ဝေဒနာခံခဲ့တဲ့အရာအပြင်ဒီနေ့သူ့ကိုယုံကြည်တဲ့ကျွန်တော်တို့ဒီအနာပြောက်ရရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နာတယ်လို့ပြောတဲ့အခါအခုကျွန်တော်ကမနေ့ပြန် snow တွေတော့ဘယ်လိုရှိမှန်းမသိပါနော် mainstream radiology မှာ x-ray သွားရမှာရောက်နေဆိုတော့ urologist ကကျွန်တော်ရဲ့ဘာခေါ်လဲကြောက်ကမှကြောက်တွေ့တယ်ဆိုတော့ဒါအရင်တော့10နှစ်ကျော်ရတဲ့တခါတွေ့ပြီးပြီဒါကြောင့်သူ့ကိုပြ annually check up လုပ်နေတွေ့တော့ခင်ဗျားသွားပြီးတော့ check up လုပ်ပါမနေ့ပြန်အဲ့တော့ကျွန်တော်စပြီးတော့ဖြစ်တာကဗမာပြည်တွေက1990မှာမိထီလာမှာသွားပြီးတော့တင်တန်းလုပ်တယ်တင်တန်းလုပ်ရင်တခါတည်းအဲ့မှာ the first time ကျွန်တော်ပထမဆုံးကြောက်ရှိတာတခါတည်းသူတို့ခေါ်တာတော့ဘာခေါ်လဲဆိုတော့renal colic attack လို့ခေါ်တယ်နော်ကျွန်တော်တခါတည်းသိအောင်နာတာ
မနေ့ကလန့်စားပြီးတာနဲ့အိမ်နေရတဲ့တခါလေဘာခေါ်လဲပဲနီလေးဟင်းနဲ့ကြာစံလေးနဲ့စားလို့ကောင်းပြီးတော့မှစားလဲပြီးတော့သူကလေးမလဲဘူးစီးမသွားဘူးဝမ်းသွားဘူးအဲ့သုံးခုချုပ်ပြီးတော့တခါလေကြိုင်လာတော့အဲ့တော့ကျေးဇူးတော်ပဲအဲ့မှာအသင်းသားတယောက်ကဘမှုမမောင်မြင့်ဆိုတာသူကလာပြီးတော့ကျွန်တော်လာပြီးတော့ကြည့်ပြီးတော့သူကအဓိကရေပေါ့နော်မိထီလာရေမကောင်းရေကကျွန်တော်ကြည့်လိုက်တော့ဘာလို့မတော့သေးလားတောက်ရဦးတယ်မှာတော့ငါးလွတ်တာ what အဲ့ငါးတဲ့အနေနဲ့တဲ့အကုန်လုံးစားလိုက်တာတဲ့ဟာအဲ့နဲ့ကျွန်တော်ယဉ်ကျေးမယ်ဖိတော့ယဉ်ကျေးကြမယ်ကျွန်တော်ကြာရတော့အဲ့မှာကိုင်းဒီနောက်နာမှာဒီအောင်နာအဲ့နေရာဆိုင်တော့ကျွန်တော်အခုက energy sense ဆိုတာရှိတယ် BBA တော့အရင်ကောင်းတာတခါလေကျွန်တော်ကနောက်ဆိုအဲ့ဒီ energy sense ကိုကျွန်တော်အိတ်ထဲမှာအမြင်နဲ့ဆောင်းတာနည်းနည်းနာဖို့စလိုက်ကျွန်တော်တိလိုက်ကျွန်တော်လာတော့မဆိုရင်ကျွန်တော် energy sense တောက်လိုက်လုံးဝအဲ့ဒီနာကျင်မှုကပြတ်ပါတယ်ဒီတခါတော့လုံးဝဘာမှနာကျင်မှုလည်းမရှိဘူးစီးသွားတာလည်းကောင်းတယ်ဒါပေမဲ့ဆရာက check ပါဆိုတော့မနေ့ပြန်သွား check မယ်အဲ့တော့ဖြစ်တဲ့အခါခါတိုင်းကျွန်တော်ကခုနဟေရှာယ53သူခံရသောဒဏ်ကြီးအဖြစ်ငါအနာပြောက်တယ်ဆိုတော့ကျွန်တော်လက်တွေ့ကျွန်တော်ခံတယ်ကျွန်တော်ခါနောက်နာမှာကျွန်တော်နာတဲ့အတွက်ကြိုင်တယ်အိမ်ဂတိတော်ဘုရားခရစ်တော်ရဲ့ဝေဒနာခံခြင်းနာကျင်မှုအဖြစ်ကျွန်တော်အနာပြောက်တယ်ဆိုတော့ကျွန်တော် link လုပ်လိုက်တဲ့အခါတကယ်ပဲတက်တာတွေရှိတယ်တကယ်ပဲတက်တာတွေရှိတယ်မန်ဒီကကျွန်တော်သွားပြီးတော့နှလုံးဆရာဝန်မနဲ့အဲ့လို check up သွားတယ်တခါလေခေါ်လဲ ultrasound ခါကြောက် echo တွေပဲဒီတခါ ultrasound အကြာရွယ်လို့တယ်တခါလေဖိတော့တခါလေဆိုတော့ငါထင်မှသူဘာများတွေ့နေတယ်ပေါ့သွေးကြောပဲပိတ်လာကျင်းလာပါအမျိုးမျိုးကျွန်တော်လည်းသူဖိနိုင်ကျွန်တော် in the name of Jesus ကျွန်တော်သိအောင်ဟောတာသူကပြီးကျွန်တော် in the name of Jesus နဲ့တခါလေပြီးလဲပြီးတော့အလုံးထိတ်တာပါတော့ဆရာဝန်နဲ့သွားတွေ့ရမယ် reserve ပါလဲဆိုတော့ဆရာကြီးတဲ့ကျေးဇူးတော်ပဲအလုံးကောင်းတယ်တဲ့အဲ့ဒါနောက်နေ့မှပြန်ပြီးတော့ပြန်လာပါဆိုပြီးတော့ပြောလိုက်တော့မှနည်းနည်းအလုံးကနည်းနည်းကြာပါပေါ့နော်အဲ့တော့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုခရစ်တော်ရဲ့ဝေဒနာခရစ်တော်ကျွန်တော်တို့ချစ်တာဝေဒနာခံပြီးတော့မှအနာခံပြီးတော့မှချစ်တဲ့မေတ္တာဖြစ်တယ်သူသွားတဲ့လမ်းကားတိုင်းလမ်းဝေဒနာလမ်းသွေးဆက်ရှိတဲ့လမ်းအဲ့တော့ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာခရစ်တော်ဒီလမ်းကိုကျွန်တော်တို့ကိုချစ်တဲ့အတွက်ရှောက်ခဲ့တာဒီခေါင်းပေါ်မှာစူးရည်ကိုချစ်တဲ့အတွက်သူကစောင်းခဲ့တာလက်ဝါနော်ခြေတော့တန်ကြရတယ်တာမိုးကြီးကနဲတာမဟုတ်ဘူးနော်ကျွန်တော်ကကြည့်တော့တေးသေးလေးအောင်မိတာအနည်းဆုံး6လက်မှလောက်ရှိတယ်ဘာကြောင့်သူကတက်သားတဲ့ကိုပြန်အောင်စဉ်းစားကြည့်ကျွန်တော်အလေးထိတာတဲ့တေးတော့နာကျွန်တော်တို့ခရစ်တော်ချစ်တဲ့မေတ္တာစွန့်ပြီးတော့ချစ်တဲ့မေတ္တာဝေဒနာခံပြီးတော့မှချစ်တဲ့မေတ္တာဖြစ်ပါနံပါတ်4အသက်စွန့်၍ချစ်တဲ့မေတ္တာဖြစ်တယ်အဲ့တော့ဒီကန Philippian 2:5 ကနေအောက်ပိုင်းမှာခရစ်တော်လူစားဒီခံတယ်ပြီးလို့ရှိရင်ဘာခေါ်လဲအစေခံကြုံဖြစ်ကိုခံတယ်ဝေဒနာခံတယ်အဲ့တော့အဲ့ညမှာ link ကဘာလဲဆိုတော့နှိမ့်ချခြင်းနဲ့တွဲလိုက်တယ်နှိမ့်ချခြင်းနဲ့ဘာနဲ့ထပ်တွဲလဲဆိုနာခံခြင်းနဲ့အဲ့တော့အင်္ဂလိပ်ကျမ်းစာမှာ obedient unto death သေဒီတိုင်အောင်နားထောင်ပါလေဖျားဖြစ်တယ်ဒါတော့နောက်ဆုံးမှပါမလို့ခရစ်တော်သူသေတဲ့အထိကျွန်တော်တို့ချစ်တယ်ဖျားဖြစ်တယ်အဲ့တော့သေဒီတိုင်အောင်နားထောင်တယ်လို့ပြောတာအတိတ်ပဲ2မျိုးရှိတယ်တစ်မျိုးကတော့ဘာဆိုသေတဲ့အထိနားထောင်နာခံသွားတာနောက်တစ်ခုကတော့အသက်ပေးပြီးတော့မှနားထောင်နာခံသွားတာဖြစ်တယ်အဲ့တော့ဒီနေ့ခရစ်တော်ကကျွန်တော်တို့ကိုအသက်စွန့်၍ချစ်တယ်လို့ပြောတဲ့အခါမှာသူ့အသက်ကိုကျွန်တော်တို့အတွက်ပတ်သက်ခါတူးတဲ့ငယ်နော် Passover lamb or the lamb of God အဖြစ်နဲ့ပေးပြီးတော့မှကျွန်တော်တို့ကိုကယ်တဲ့ဘုရားချစ်တဲ့ဘုရားဖြစ်ပါလေကျွန်တော်တိုင်းပြည်လူမျိုးအသင်းတော်သာနာကိုချစ်တဲ့စိတ်ကျွန်တော်တို့မွေးမြူဖို့လိုတယ်ကိုမိသားစုကိုချစ်တဲ့စိတ်ကိုအသင်းတော်ကိုယုံကြည်သူချင်းချင်းကိုချစ်တဲ့စိတ်အဲ့တော့ဒီအသက်ဆုံးရချစ်တဲ့မေတ္တာရဲ့သူ့ရဲ့ထက်ကနေပေါ်ထွက်လာတဲ့အရာဘာလဲဆိုတော့မာဒူရာဆိုတာဖြစ်တယ် martyrs နော်ယုံကြည်မှုအတွက်အသက်ပေးပြီးတော့မှအဲ့တော့ဒီယုံကြည်မှုကလည်းဘာနဲ့ link ဖြစ်တယ်ဆိုကတော့ပြောတယ်ချစ်ချင်းနဲ့ဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဒီသုံးပါးတို့တွင်ချစ်ခြင်းမေတ္တာအမြတ်ဆုံးဖြစ်တယ်ဒါကြောင့်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုသူရဲ့ချစ်ချင်းမေတ္တာကကျွန်တော်တို့အတွက်ကိုသူဟာအသက်ပေးပြီးတော့မှအသက်စွန့်ပြီးတော့မှချစ်တဲ့မေတ္တာဖြစ်တယ်ဆိုတာတွေ့ရမယ်
တစ်ကောခန်းကြီး73ငယ်8မှာကနချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့မှပြောသွားရခဲ့မှာတဲ့ကျွန်တော်တို့ကတဲ့ဘာခေါ်လဲကိုယ့်ရဲ့အသက်ကိုတဲ့စွန့်တယ်အသေးခံတယ်ဗောနော်အဲ့လောက်ကဘာခေါ်လဲပေးဆက်တယ်ဗောနော်ဒါပေမဲ့သူဘာပြောလဲမေတ္တာမရှိရင်တဲ့အချီးနှီးဖြစ်တယ်တဲ့အသက်ပေးတိုင်းချစ်လို့ပေးတာလည်းမဟုတ်ဘူးအဲ့တော့ဘုရားသခင်မြတ်အသက်ပေးသည့်တိုင်အောင်အဲ့ပြန်ပြောပါလေကိုဆွေတို့ဖို့တို့ငါကိုအသက်ကိုစွန့်တော့မေတ္တာထက်သာ၍မြတ်တော်မေတ္တာသည်မရှိဘူးလို့ပြောထားပြီးသားအဲ့တော့ဒီနေ့ကျွန်တော်တို့ကခရစ်တော်ကျွန်တော်တို့ချစ်တဲ့မေတ္တာသည်အသက်စွန့်၍ခုနစွန့်တာတစ်ခုပေါ့နော် category တစ်ခုဒါကတော့အသက်ကိုစွန့်ပြီးတော့မှ Romans 5:8 မှာခရစ်တော်အားကျွန်တော်တို့အပြစ်ရှိစဉ်တွင်တဲ့ဒီကျမ်းပိုက်လေးကိုကျွန်တော်ဖတ်ပြခြင်းနဲ့ယောမအခန်းကြီး9ငယ်10မှာငါတို့ဒီတဲ့အပြစ်ရှိစဉ်တွင်ပင်တဲ့ခရစ်တော်ဒီတဲ့ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍တဲ့ဘုရားသခင်ဒီငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုတဲ့ငါတို့အားထင်ရှားစွာပြတော်မူ၏အဲ့တော့ဘုရားသခင်ကโอเคငါမျိုးကဲမယ်ဒါပေမဲ့မင်းအရင်ပြောင်းလဲပြီးမှငါမျိုးကဲမယ်ညမို့ဆိုငါမင်းကိုအသက်ပေးပြီးတော့မှကဲရတဲ့အဓိပ္ပာယ်မရှိဖြစ်သွားမယ်မဟုတ်ခရစ်တော်ကျွန်တော်တို့ယုံကြည်တယ်ကျွန်တော်တို့အပြစ်ရှိစဉ်ကိုကဲတဲ့ဘုရားဖြစ်တယ်ချစ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ဆိုရင်တော့ငါသူ့အတွက်ဝေဒနာခံရတာအလကားအဓိပ္ပာယ်မဲ့ဖြစ်သွားမယ်ဒါကြောင့်ကျွန်တော်တို့ကโอเคကောင်းဖို့ပြောင်းလဲဖို့เนาะအဲ့ဒါကိုမျှော်လင့်နေတောင်းခံပြီးမှကျွန်တော်တို့ကခရစ်တော်ရဲ့မေတ္တာ conditional love မဟုတ်เนาะ if love လည်းမဟုတ် in spite of love ဖြစ်တယ်ဘယ်လိုပဲဖြစ်ငါမင်းတို့ကိုရှိတဲ့အတိုင်းချစ်တဲ့ဖခင်ဖြစ်တယ်နံပါတ်5တော့ခရစ်တော်ရဲ့မေတ္တာကအဆုံးတိုင်အောင်ချစ်တဲ့မေတ္တာဖြစ်တယ်တဲ့ love to the endခုနကျွန်တော်တို့ဖတ်သွားတဲ့ယောဟန်73မှာပါပတ်သက်ခါပွဲမခံမိတဲ့ပတ်သက်ခါပွဲဆိုတာကျွန်တော်အားလုံးသိတယ်ခုန pass over ပေါ့နော်တိုက်ဆိုင်မယ်ခရစ်တော်တည်တဲ့နေရာနဲ့ဒါပတ်သက်ခါပွဲအချိန်ကာလဖြစ်တယ်အဲ့တော့ယေရှုသည်ဒီလောကမှာခမည်းတော်ထံသို့သွားမယ်အချိန်ရောက်တဲ့အခါမှာတဲ့ဤလောက၌ရှိသောမိမိလူတို့ကိုတဲ့ချစ်တော်မူသောကြောင့်အဆုံးတိုင်အောင်ချစ်တယ်အဲ့တော့ခရစ်တော်ရဲ့မေတ္တာကတဲ့ဂိတ်ဆုံးထိရောက်တဲ့ချစ်ချင်းမေတ္တာဖြစ်တယ်လမ်းထဲမှာအပြတ်အလတ်အတက်အကျမရှိဘူးဒီနေ့ကျွန်တော်တို့က divorce လုပ်ဖြစ်တာပေါ့နော်လက်တွဲဖြုတ်လိုက်တယ်ဟာသဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် bye bye ဆိုပြီးတော့မှတချို့ကလည်းdivorce ဖြစ်သွားပြီမယ်လေအမနီhard လုပ်မယ် still we are friend ပေါ့နော်လင်မယားတော့မဟုတ်တော့ပြီမယ်ဒါဟန်ဆောင်လားပါလားတော့မသိဘူးပေါ့နော်အဲ့တော့ပြောပြခြင်းတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ကလူတွေပေါ်မှာထားတဲ့ကျွန်တော်တို့ရဲ့မေတ္တာကဟာဘာခေါ်တဲ့အပြည့်အကျဲအနေအမြင့်အကြီးအသေးကျွန်တော်တို့ကအမြဲတမ်းမမြဲဘူးပေါ့နော်ပြောင်းလဲမှုတွေအမြဲတမ်းရှိတယ်ဒါပေမဲ့ဖခင်ရဲ့သခင်ယေရှုရဲ့ကျွန်တော်တို့ကိုချစ်တဲ့မေတ္တာကတော့မပြောင်းမလဲသူကိုယ်တိုင်လည်းမပြောင်းမလဲမနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့ချစ်တဲ့မေတ္တာလည်းမပြောင်းလဲပဲနဲ့အဆုံးတန်အောင်ချစ်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်လည်းအဆုံးတန်အောင်သူ့ကိုပြန်ချစ်ဖို့လိုတယ်ဒီမှာချစ်ချင်းမေတ္တာနဲ့ယုံကြည်ခြင်းနဲ့ link ဖြစ်သွားတယ်အဆုံးတန်အောင်တည်ကြည်ဖို့လိုတယ်အဆုံးတန်အောင်သစ္စာရှိဖို့လိုတယ်ဒီနေ့ဖခင်သခင်ကိုချစ်တဲ့အခါမှာလည်းတောင်းဆိုတယ်ဖခင်ကိုအဆုံးတန်အောင်တည်ကြည်ရှိဖို့ပြီးရင်အဆုံးတန်အောင်သစ္စာရှိဖို့အဲ့တော့ဒီနေ့ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာသည်ကျွန်တော်တို့ကိုအဆုံးတန်အောင်ချစ်တဲ့မေတ္တာဖြစ်တယ်နံပါတ်6တရားသခင်ခရစ်တော်ရဲ့မေတ္တာအကြောင်းကျွန်တော်အကြံပြင်းပေါ့နော်သိပြီသူ့ရဲ့ချစ်ချင်းမေတ္တာနဲ့ဆိုင်ပြီးတော့သဘောထားဒီမှာသူဤမေတ္တာကိုတဲ့တုံ့ပြန်၍ချစ်ဖို့ရတဲ့သူကအလိုတော်ရှိတယ်ကဘာယူဖျားဘာလို့ဖန်ဆင်းတာလဲဆိုမိခွန်းရှိတယ်ဖ
ဖခင်သူ့ဘာသူနေလို့နေရတာပြင်းလို့တာပေါ့နော်အမျိုးမျိုးပြောကြဆိုကြရင်ね theology တစ်ခုမှပါတယ်ဆိုတော့ဖခင်သခင်ကကျွန်တော်တို့ကဘာယူဘာလို့ဖန်ဆင်းနေဆိုတော့သူ့ရဲ့ခုနပြောတဲ့ဇာတိအဖြစ်တော်ထဲမှာ God is love ဖြစ်တဲ့အတွက်ဖြစ်တယ်။ချစ်ချင်းမေတ္တာဒီတယောက်တည်းချစ်လို့မရဘူး။သူကအသွားပြန်ရှိတယ်။နော်။ချစ်ချင်းမေတ္တာဒီအလျားအနံမရှိပေမဲ့ဘာရှိလဲ။အသွားပြန်ရှိတယ်။ကိုကသူ့ကိုချစ်တယ်ဆိုတာသူသိစေခြင်းနဲ့သူရဲ့ချစ်ချင်းမေတ္တာကိုလည်းဘာဖြစ်တယ်။ပြန်လည်ပြီးတော့မှယာယူခံစားလို့တယ်။အခါပေတစ်ဖက်သက်မေတ္တာတို့ပြောပြီးမြဲဘုရားသခင်ချစ်ချင်းမေတ္တာအရှင်ဖြစ်တဲ့အတွက်သူ့ရဲ့မေတ္တာကိုနားလေသိရှိပြီးတော့မှတုံ့ပြန်မှုလိုတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ပညာရဲ့အချုပ်ကပါ love to God ဘုရားသူ့ကိုချစ်တာလို့ခြင်းနဲ့ယောဟန်20:1မှာသူ့ကို3ကြိမ်တိုင်တိုင်ညင်းနဲ့ပေတရုက second chance ပေးတယ်။ဒါခရစ်တော်ထမြောက်ပြီးမှနော်ထမြောက်ပြီးမှပေတရုတဲ့ငါ့ကိုချစ်သလားဆိုတဲ့မိကုံဖြစ်တယ်။ပေတရုငါ့ကိုချစ်သလားအဲ့ကျမ်းစာတိချပြန်ဖိုင်နော်ပါတယ်မိကုံကရိုးရိုးလေးငါ့ကိုချစ်သလားဆိုတဲ့မိကုံမဟုတ်သူကတော်တော်လေးပဲပါခေါ်တယ်လေးနဲ့တဲ့မိကုံဖြစ်တယ်။ယောဟန်20နဲ့1မှာအငယ်15မှာနနစ်စာကိုစားကြသည်နောက်တဲ့ယေရှုကတဲ့ယောနာဤသားရှိမုန်နဲ့ဤသူတို့သည်တဲ့ငါကိုချစ်သည်ထဲလာပြီနော်ဘုရားသခင်ကျွန်တော်ကိုတော့ချစ်ပါတယ်လို့ပြောတဲ့အခါမှာကိုတော့ကမဟုတ်ဘူးနော်မင်းတို့ဒီသူတွေငါကိုချစ်သည်ထဲတဲ့တင်းဒီတာ၍ချစ်တော်ဆိုတဲ့မိကုံပါတယ်တာ၍ more than ဆိုတဲ့စကားပါတယ်ဒီနေ့တခါကျွန်တော်တို့ချစ်တာတွေကကိုမိန်းမကိုယောက်ျားကိုသားသမီးကိုအလုပ်ကိုမိတ်ဆွေတငယ်ချင်းကို hobby ဒါမှမဟုတ်ကိုမြီးသားသမီးမအချစ်တဲ့မြီးမအနှစ်တဲ့ပြောတာပေါ့နော်ဆရာဦးကြည့်ဝင်တော့မသိသေးဘူးပေါ့နော်ကျွန်တော်တော့ရှိတော့သိပါပြီအဲ့တော့အနှစ်ချစ်တာအဲ့တော့ဒီကလေးတွေဒီမေတ္တာနဲ့ရှောလမုန်မင်းသွေးဖြီးသွားတယ်နော်အားလုံးသိတယ်ဘာကြောင့်မိန်းမ900နဲ့မောင်မမိတ်တန်300နဲ့မိန်းမ1000လောက်လိုက်တာသူတခါလေလွဲသွားလုံးဝလွဲသွားမိန်းမတွေနဲ့ပတ်သက်တဲ့နန်းနေစောက်ပြီးတော့သူတို့ဘာသာရေးပွဲမှာဖွင့်ပွဲပိတ်ပွဲချီးမွမ်းပွဲပူဇော်ပွဲလှုပ်ရင်သူလည်းဖခင်ရဲ့မေတ္တာလမ်းကြောင်းကိုတွဲသွားသွေးဖြီးသွားတယ်အဲကြောင့်ခရစ်တော်တာ၍ဒီအရာထက်ပိုချစ်လာဒီပုဂ္ဂိုလ်တွေထက်ပိုချစ်လာဒီအခွင့်အရေးတွေထက်ပိုချစ်လာအချို့ကလည်းဩဇာအာဏာရဖို့အတွက်တခါလေခရစ်တော်ဆွံ့သွားတဲ့လူတွေရှိတယ်ဒါမှမဟုတ်ယောက်ျားမိန်းမယူဖို့အတွက်ခရစ်တော်ကျမ်းစာကိုသတင်းစာထဲမှာတွေ့တော့ကျွန်တော်ဒီဤနေ့ရင်မှာစာရေးခရိယန်ဘာသာမှာဗုဒ္ဓဘာသာတို့ပြောင်းသွားပြီဆိုပြီးတော့မှရောက်ခမတွေဘက်ကတောင်းဆိုတဲ့နေအဲ့တို့သတင်းစာမှာမကြေညာရင်ကနင်းကိုငတ်သမီးနဲ့မပြေးစားဘူးကျွန်တော်အသိတွေထဲမှာလည်းအများကြီးရှိတယ်အဲကြောင့်ခရစ်တော်သူကျွန်တော်တို့ချစ်တယ်ဆိုတာသိစေခြင်းနဲ့သူ့ကိုချစ်တဲ့မေတ္တာကလည်းရိုးရိုးပုံမှန်မဟုတ်နော်တာ၍ more than ယောမခန်းကြီးရှေ့မှာကျွန်တော်အန်တီတဲ့ကြံချက်တစ်ခုချက် nothing can separate us ဘာလဲပြောတယ် from the love of Christ ခရစ်တော်ရဲ့မေတ္တာနဲ့ငါတို့ဘယ်အရာကမှမဖြစ်တယ်မကွဲကွာစေနိုင်ဘူးကျွန်တော်အဲ့ကျမ်းစာကိုစင်ကျင်ပြီးတော့မှဟောတိုင်း3ခုရှိတယ်နံပါတ်1ဘယ်အရာဘယ်အခြေအနေဘယ်ပုဂ္ဂိုလ်မှမကွဲကွာစေနိုင်ဘူး nothing can separate us from the love of Christ ခရစ်တော်ရဲ့မေတ္တာကနေဘယ်အရာကင်ဆာဖြစ်တော့ငါခရစ်တော်မျိုးတော့ဟာဒီအလုပ်ပြုတ်သွားတော့ဘယ်အရာဒါက events ဒါမှ situation ဒါမှမဟုတ်နောက်တစ်ခုအရာခုနပြောတဲ့ဩဇာအာဏာအခွင့်အရေးသမ္မာရာထူးပေးမယ်ဒါဆိုရင်ခရစ်တော်ဆွမှစ၍နောက်တစ်ခုကဘယ်ပုဂ္ဂိုလ်မှမိန်းမကြောင့်ယောက်ျားကြောင့်သားသမီးကြောင့်နော်ဖခင်ရဲ့မေတ္တာနဲ့ငါတို့ဘယ်အရာကမှမကွာစေနိုင်ဘူးလို့ပေါ်လို့ရပါစေငါသဘောကျလေရှိတယ်လို့ပြောတယ်ဒီနေ့ကျွန်တော်တို့ကဖခင်မေတ္တာနဲ့ကျွန်တော်တို့ကရှင်လာတဲ့အခါမှာကျွန်တော်တို့ဖခင်ကိုဘေးချိတ်ပြီးတော့မှကျွန်တော်တို့ပို့ပြီးတော့မှမြန်နူးတဲ့အရာတွေကျွန်တော်တရားဟောချက်တစ်ပုဒ်ပြင်ထားတယ်ဒါပေမဲ့ကျွန်တော် team နဲ့လွဲနေလို့ကျွန်တော်ဘယ်တော့မှဟောရမှမသိဘူးပေါ့နော်
သူက to be like Jesus Christ ကျွန်တော်ရတဲ့ဟာကဖျား God versus you ဒီအသေးလေးနဲ့ God's s နဲ့တင်းနဲ့ဖျားများပေါ့နော်အလွယ်တကူပြောရင်ကျမ်းစာထဲမှာကြည်ဖျားတွေအများကြီးရှိတယ်အဲ့ဒီမှာတစ်ခုကျွန်တော်ပြောပြမယ်ဒီနာချစ်တာနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကရွေးခိုင်းတဲ့အခါမှာမဿဲခန်းကြီး9ဆိုရင်မဿဲခန်းကြီး6 24မှာအဘယ်သူမှသခင်နှစ်ဦးအစီအမခံနိုင်လို့ပြောတယ်သခင်တူကိုမုန်း၍တဲ့တူကိုချစ်မယ်တဲ့သခင်တူကိုမိခို၍သခင်တူကိုမခံမညာဖြစ်မယ်တင်တို့ဒီဘုရားသခင်အစီကိုတကားလောကီစီးစိမ်အစီကိုတကားမခံစားနိုင် God and moneyဒီနေ့ New International Version မှာကြည့်ပါ God and money ဒီနေ့ကျွန်တော်တို့ကခရစ်တော်ပြန်နှစ်ခုမင်းလို့မရအောင်နော်သူ့ကိုချစ်မယ်သူ့ကိုမုန်းမယ်ဒီနေ့လောကကိုချစ်တော်သူဒီတဲ့ဘုရားသခင်ကိုချစ်တဲ့မေတ္တာမရှိဘူးတဲ့အဲ့တော့ဒီနေ့ခရစ်တော်ကသူကျွန်တော်တို့သူ့ကိုချစ်တယ်ဆိုတာကျွန်တော်သိပြီးပြီဒါပေမဲ့သူကကျွန်တော်တို့သူ့ကိုချစ်စေခြင်းနဲ့ဘယ်သူငါ့ကိုချစ်လားဒီအရာတွေထက်ဒီပုံကိုယ်တွေထက်ချစ်လားချစ်တယ်ဆိုရင်ဘာဖြစ်လဲငါသူ့တွေကိုကြည့်ကျွန်တော်တို့ခရစ်တော်ချစ်တယ်လို့ပြောပြီးတော့မှကျွန်တော်တို့မှာဘာတာဝန်မှမရှိဘဲနဲ့ဒီတိုင်းတိုင်းသွားဖို့ဘုရားသခင်အလိုတော်မရှိဘူးချစ်တယ်ဆိုရင်တော့ငါသူ့တွေကြည့်ငါသူ့တွေကိုကြွေးငါသူ့တွေကိုထိန်ဒါကြောင့်ကျွန်တော်တို့အမှုတော်ဆောင်နေရဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ကျွန်တော်တို့စက္ကန့်နေတာလောကအရာတွေချစ်တယ်ဆိုရင်အမှုတော်ဆောင်လုပ်เสียအကြောင်းမရှိဘူးဒါကြောင့်ဒီနေ့ခရစ်တော်ရဲ့မေတ္တာကြီးကျွန်တော်တို့ကိုသူကျွန်တော်တို့ကိုတုံ့ပြန်ပြီးတော့မှချစ်ဖို့အဲ့ခုနကျမ်းစာလေးကိုကျွန်တော်ပြန်ပြီးတော့ထိုးပေးပါအောင်ကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးပါတယ်ကျွန်တော်ကျမ်းစာမှာကျွန်တော်ရေးထားတယ်နော်နန်းနဲ့စာကိုစားရသည့်နောက်တဲ့ယေရှုကတဲ့ယောနာ၏သားရှိမုန်ဤသူတို့သည်တဲ့ငါ့ကိုချစ်သည်ထက်သင်သည်သာ၍ချစ်တယ်လို့ဆိုတဲ့မိခွန်းငါ့ကိုသာ၍ချစ်တယ်လို့ဆိုတာ Greek မှာ agape လို့ပြောတာOkay ဒါဖျားမြတ်တာနဲ့သူ့ကိုပြန်ချစ်ဖို့ဟုတ်ရှိမုန်အားမေးတော်မူလျင်နဲ့ဟုတ်ပါဤသခင်နဲ့ကိုတော်ကိုကျွန်တော်ချစ်သည်ကိုကိုတော်သိတော်မူသည်ဟုရှောက်တယ်အဲ့ကိုတော်ကိုချစ်တယ်ဆိုတဲ့စကား filio ချစ်တာတော့တူတယ်ခုနတင်ဒီပေတူးကြောက်ဖြစ်တယ်ဒီကြောက်ပေါ်မှာငါအသင်းတော်မှာလည်းခရစ်တော်ကြောက်ကတစ်မျိုးပေတူးကြောက်ကတစ်မျိုးအဲ့တော့ဒီကျမ်းစာမှာလည်းခရစ်တော်သူ့ကိုချစ်စေချင်တာပါလေခုနသူ့ရဲ့မေတ္တာနဲ့ကျွန်တော်တို့ခရစ်တော်ပြန်ပြီးတော့ချစ်တဲ့မေတ္တာ brotherly love နဲ့ပြန်ချစ်တယ်လို့ပြောတာအဲ့တော့ဒီနေ့ဒါလေးကနည်းနည်းလေးဟိုဘုဟုတုတာပေါ့နော်ကဲနောက်ဆုံးအဆုံးသတ်The Bee Gees အဖွဲ့ရဲ့နာမည်ကြီးတဲ့တည်ခြင်းတပုတ်ရှိတယ် How deep is your love လို့ခေါ်တယ်ဘုရားသခင်ကိုကျွန်တော်တို့ရဲ့ချစ်တဲ့မေတ္တာဘယ်လောက်နဲ့ဆိုင်တယ်ပေါ့နော်ခရစ်တော်ကကျွန်တော်တို့ချစ်တဲ့မေတ္တာတော့ပြော၍မကုန်နိုင်ဘူးနော် Wonderful grace of Jesus ဘုရားရဲ့မေတ္တာကျေးဇူးလားဘယ်သူမှသမုဒ္ဒရာရေကိုမှီဖြစ်နေသုံးပြီးတော့ရေးတာတော့ရေးလို့မကုန်နိုင်ဘူးတဲ့ဒီနေ့ကျွန်တော်တို့ရဲ့ဘုရားကိုချစ်တဲ့မေတ္တာကိုဒီနေ့ပြန်ပြီးတော့မှဆင်ခြင်ဖို့ဖြစ်ပါတယ်စာအုပ်မှာလူတယောက်ကမေးတယ်ကိုတော့ကျွန်တော်ဘယ်လောက်ချစ်တယ်လဲ Jesus how much do you love me ခရစ်တော်ဘာပြောလဲကျွန်တော်ငယ်တော့ကျွန်တော်ကလေးတွေပြောအဖေတော့ချစ်တယ်အမေတော့ချစ်တယ်ဟောဒီတော့ချစ်တယ်ကဘာကြီးတော့ချစ်တယ်မိုးတော့ချစ်တယ်အားပြောတာပေါ့နော်အဲ့တော့ခရစ်တော်လည်းကျွန်တော်ကျမကိုဘယ်လောက်ချစ်လဲလို့မေးတဲ့အခါကျခရစ်တော်ဟောဒီလောက်ချစ်တယ်ဆိုပြီးတော့မှဘာဖြစ်လဲနော်ကားလေးပေါ်မှာကျွန်တော်တို့အတွက်သူရဲ့မြတ်တာကိုပေါ့နော်ပြသသွားတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့စင်ကြင်ဖို့ဖြစ်ပါတယ်ကျွန်တော်ကျမ်းစာကြောင်းတက်တဲ့ခါမှာ theology သင်ရတယ် theology သင်တဲ့ခါမှာ theologian စီဓမ္မအတွေးခေါ်ပညာရှင်တွေအကြောင်းကျွန်တော်တို့ကလေ့လာရတယ်သူတို့ရဲ့အဆိုအမိန့်တွေကိုကျွန်တော်တို့ကလေ့လာပြီးတော့မှကျွန်တော်တို့ကစင်ကြင်ပြီးတော့မှအဲ့တော့အဲ့ဒီ theology ကခေါင်းစားတယ်နော် theology ဆိုတာတဲ့လမ်းမိုက်တဲ့ညမှာတဲ့နော်ကပ်ပလီတယောက်ကတဲ့ကြောင်မီတွေးပုံမှာထိုင်ပြီးတော့တဲ့ကြောင်နဲ့တကောင်ကိုတဲ့ရှာတာနဲ့တူတယ်တဲ့ what ချာတယ်ပါလေတော့လာမိုက်တဲ့ညကပ်ပလီတယောက်ကကြောင်မီတွေးပုံမှာကြောင်နဲ့တကောင်ကိုအဲ့ဒါ theology ပဲဒါသူတို့ရဲ့အဆိုမိတ်ပြောပြတာပေါ့နော်
အဲ့ထဲမှာတော်တော်နာမည်ကြီးပြီးတော့မှကျွန်တော်တို့ခေါင်းစားစီတွေထဲမှာ Karl Barth ဆိုတဲ့ theologian တယောက်ရှိတယ်သူက German theologian အရန်ကိုခါကျွန်တော်သူ့အကြောင်းလေးလာရင်လည်းသူပြောလိုက်ပါဒီကဖျားအောင်ယုံရတာဆိုရင်မိကွန်းပတ်သွားတယ်ဆရာမမထွေးလည်းပြောတယ်သူကBoston မှာရှိတဲ့ကျမ်းစာကျောင်းလေးမှာသူကရှိတော့ဆရာမျိုးမော်ရေးတဲ့ခင်ဗျာဒေါက်တာဘွဲလူကြီးနဲ့ဖះကိုယုံပါလေချစ်ပါလေတိပါလေသွားပြောရင်ခင်ဗျာဒီလိုပဲရဖះဘောမှာတန်တရားဝင်ဖះကိုမိကွန်းထုတ်ဒီကျမ်းစာဟုတ်မဟုတ်ရဲ့လားတန်တရားတွေမိကွန်းနေမယုံကြည်တဲ့သဘောတွေအဲ့လိုများရေးတဲ့စာတမ်းပေပါလို့ thesis တို့အဲ့ဒါမှသူကကြိုက်တာတဲ့ကြိုက်တာဒါဆိုတော့ကျွန်တော်ဘယ်တော့မှဒေါက်တာဘွဲရမှာမဟုတ်ဘူးလို့ကျွန်တော်ဖះကိုလုံးဝ 100% ကျွေးမဲ့ယုံတဲ့အတွက်ကျွန်တော်ဒေါက်တာဘွဲရစရာအကြောင်းမရှိဘူးအဲ့တော့Karl Barthကအဲ့လိုဖြစ်သူဖះအောင်တကယ်ယုံရတာပေါ့နော်ဒါပေမဲ့Karl Barthနဲ့ Billy Graham နဲ့ဘာတွေ့တယ်ဗျာ Billy Graham က အောင်ဒီတိုင်း evangelist နော်အေဝင်သူကြောင့်သူပေါင်းများစွာပြောင်းနေအဲ့တော့ Billy Graham လည်းသူလည်းကျွန်တော်လိုပဲမင်းKarl Barthမင်းဖះမှတကယ်ယုံရတာဆိုတော့အဲ့တော့သူကKarl Barthကိုမြင်Karl Barthတဲ့တမန်ကျမ်းစာထဲမှာခင်ဗျာအကြိုက်နှစ်သက်ဆုံး theology the most profound အနည်းနဲ့ဆိုအခက်ခဲဆုံး theology ဘာလဲဆိုတာကျွန်တော်ပြောပြပါပညာစမ်းတာလည်းပါတယ်ပေါ့နော်Karl Barthစဉ်းစားတယ်သူကစောက်တယ်အများကြီးတယ်သူအတွေးခေါ်စဉ်းညာအများကြီးရှိတယ်သူကဘာပြောဆိုJohn 3:16 What? Jesus loves me, this I know, for the Bible tells me so. Era,ကျွန်တော်အကြိုက်နှစ်သက်ဆုံးတမန်ကျမ်းစာ the most profound theological thoughts ပြန်ပြောလိုက်တယ်Karl Barth ဖြစ်တော့ယုံနာမြင်တာကျွန်တော်ရှင်းလိုက်အဖြေထွက်သွားရိုးလေးပဲသူပြောတာတော့အများကြီးစဉ်းစားရပါတော့ဒါပေမဲ့သူရဲ့နောက်ဆုံးအချုပ်က he's on the right track စမန်နဲ့မှန်ကန်တဲ့ဓမ္မလမ်းကြောင်းပေါ်မှာသူရှိတာတွေးလိုက်တယ်ဘာကြောင့်လဲဆိုတော့သူကဖခင်ရဲ့မေတ္တာသခင်ယေရှုရဲ့မေတ္တာကိုသိနာလေတဲ့အတွက်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ to be like Jesus Christ ဆိုတာနော်ဒီနေ့ဆရာမျိုးမှာသူကပြောနေပြီးတော့သူကဘယ်တော့ခရစ်တော်နဲ့တူလို့လဲဆိုရင်မေးဖို့မေးချင်မေးမှာပေါ့နော်သူများမမေးရင်လည်းဆရာကတော့မေးမှာပေါ့နော်သူကအိမ်ထဲမှာအနိကဆုံးအတိဆုံးဆိုတော့ကျွန်တော်ဖျားရိုးသေးပဲဟုတ်တယ်မတူသေးလို့တူဖို့ပြောနေတာတူမှတော့ဒီတရားဟောချက်ကျွန်တော်ယူစရာအကြောင်းမရှိတော့ဘူးနော်ကျွန်တော်တို့ဒီနေ့ဖျားသခင်ကျွန်တော်တို့ခရစ်တော်ကျွန်တော်တို့ချစ်တဲ့မေတ္တာနဲ့ကျွန်တော်တို့အချင်းချင်းချစ်ချင်းအားဖြင့်ဖျားသခင်ချစ်ချင်းမေတ္တာဖြစ်တဲ့ဖျားသခင်ကိုကျမ်းစာထဲမှာဒီနေ့စာတမ်းတစ်ခုတွေ့တယ်they will know that we are Christian by our love ငါတို့ဒီခရစ်ယာန်ဖြစ်တယ်ဆိုတာခရစ်တော်နောက်လိုက်ပြီးဖြစ်တယ်ဆိုတာငါတို့ဒီအချင်းချင်းချစ်ချင်းမေတ္တာအားဖြင့်သူတို့ဒီချစ်ချင်းမေတ္တာတော်အရှင်ဖြစ်တဲ့ဘုရားသခင်ကိုတည်နာလဲမှာဖြစ်ပါတယ်အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေအာမင်အတွက်ယေရှုခရစ်ကဲ့သို့ချစ်ပါယနေ့နှင်းမုန်တိုင်းကြာမည်ဟုသိနာလေထားတော်လည်းပဲထိုရာကိုအန်တူ၍ဘုရားဖျားကိုချစ်လျက်ဦးစားပေး၍ဗိမာန်တော်ထဲမှာလာရောက်ပြုကိုးဝယ်နေသောသားတွေသမီးတွေ Zoom အဖြစ်ပါဝင်နေတဲ့သားတွေသမီးတွေအားလုံးတို့၏ပေါ်တွင်ဖဖျားသခင်၏မေတ္တာတော်သားတော်ယေရှုခရစ်တော်ဖျား၏ကျေးဇူးတော်နှင့်အရှင်သောဝိညာဉ်တော်ဖျား၏ညီတဲ့ဝမ်းမြောက်ခြင်းသည်အခုမှစရောက်၍ကာလအစဉ်မပြတ်တည်ရောက်တည်ရှိတော်မူပါစေသောအာမင်